မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုတော့ဘဝအမောတွေဖြေဖို့မျက်လက်တစ်ခုတင်ဆက်လိုက်ပါတယ်ဒီပြောက်ကွက်ကရှိုးဝက်ချက်ကိုလည်းဆက်လက်ဖော်ပြလိုက်ပါတယ်။အန်စာတုံးကိုစက်ကူကတ်ထုနဲ့ပြုလုပ်ထားပြီးအခုလိုချိုးလို့ခောက်လို့ရအောင်ပြုလုပ်ထားပါတယ်။အထဲမှာတရေကွင်းနဲ့ဆွဲထားသေးတယ်။စာအုပ်ထဲမှာညှပ်ဖိထားပြီးစာအုပ်ကိုလှန်လိုက်တဲ့အခါအန်စာတုံးကအခုလိုရုံးထလာတာဖြစ်ပါတယ်။ရှိုးဝက်ချက်ကိုတည်သွားပြီဆိုတော့ဒီပြောက်ကွက်ကိုသင်လဲဖန်တီးပြသနိုင်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ